နာမည်ဘယ်လိုခေါ်လဲ ကျမနာမည်ကဖြိုးဖြိုးပါရှင် ဖြိုးဖြိုးရပြီအလုပ်ရပြီရပြီပြီရပြီ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 ပြီအလုပ်ရပြီနာမည်နဲ့အလုပ်တန်းရလားဘာဆိုင်လို့လဲအဲ့ကငါကိစ္စငါတိတ်တယ်မပြောနဲ့ရပြီပြီရပြီပြီအလုပ်ရပြီရပြီပြီအဲ့ကငါကိစ္စငါတိတ်တယ်ရပြီပြီရပြီပြီအလုပ်ရပြီရပြီပြီအဲ့ကငါကိစ္စငါတိတ်တယ်ရပြီပြီရပြီပြီအလုပ်ရပြီရပြီပြီအဲ့ကငါကိစ္စငါတိတ်တယ်မပြောနဲ့ချိုး